မုံညင်းပြူတုပ်တွေပေါ်နေရတဲ့ခင်ချီလေးလှုပ်ရှားပြပါတယ်မုံညင်းတုပ်ကိုတလွာချင်းစားရည်နဲ့ပို့ပြီးတော့တနားရီလောက်နှံ့ထားလိုက်ပါမယ်ပန်းသီးတစ်လုံးဂျင်းလက်တစ်စစ်တက်တုံကြီးတက်တုံကြီးကြည့်ပါမယ်ဆမ်မုံ3စုံတကြားတစ်စုံအယောင်နှမုံ2စုံတို့ရေဖြောထားပါမယ်ရေဖြောထားရည်နဲ့အသီးချိတ်ထားရည်ကို3မိနစ်လောက်တပေးပါမယ်စားလိုက်ထားတဲ့မုံညင်းပြူတုပ်တွေကိုစီးရဆိုရုံလေးစီးပြီးတော့အနှစ်ကလေးတွေဝတ်ထည့်ပြီးတော့တလွာချင်းစီတိတ်ပါမယ်အဲ့ဒါဆိုရင်တော့ရတာရှိတဲ့ကင်ချီလေးရပါပြီရှင်။ပိုနေတဲ့အနှစ်ကလေးတွေကိုတော့တော့ပုတ်ကြီးလှုပ်စားလိုက်ပါတယ်ရှင်။